ဆိုတော့ကျွန်တော်ကြံပေးချင်တာတကယ်လို့ကျောင်းတက်မယ်ဆိုရင်လည်းကျောင်းတက်နေတဲ့အချိန်မှာဒီ coding ကိုလေ့လာပါအများကြီးပြောတာလည်းမဟုတ်ဟို limit တစ်ခုထားတယ်ပေါ့နော်တရက်15မိနစ်ဆိုလဲ15မိနစ်နေတိုင်းလေ့လာပါနော်ကျွန်တော်ဆိုရင်လည်းအဲ့လိုမျိုးထားတယ်ပေါ့နော်တစ်ပတ်ကိုတစ်နာရီလေ့လာမယ်ဆိုတာထက်တရက်ကို9မိနစ်ဆိုလဲကျွန်တော်9မိနစ်နေတိုင်းလေ့လာတယ်ဒါပေမဲ့တရက်မှမပြောက်ဆိုတော့နည်းနည်းနဲ့ consistency ရှိပဲသွားရတာကိုကြိုက်တယ်ပေါ့နော်ဒါကတော့ကိုယ့်သဘောနဲ့ကိုယ်ပေါ့ဆိုတော့အဓိကပြောချင်တာကတော့အမြဲတမ်းထိတွေ့နေမှရမယ်အမြဲတမ်းလေ့လာနေမှရမယ်အမြဲတမ်း practice လုပ်နေမှရမယ်အမြဲတမ်း self study လုပ်နေမှဘွဲရသွားတဲ့အချိန်မှာအလုပ်ရှာတဲ့အခါမှာ opportunity ပိုများမယ် chances တွေပိုများမယ်ဘာလို့လဲဆိုတော့ကိုက4နှစ်လုံးဒါကိုထိတွေ့လာတဲ့ကြောင့် habit ဖြစ်သွားပြီ habit ဖြစ်သွားတဲ့အတွက်ကြောင့်မလို့တဲ့ဘွဲရပြီးတဲ့အချိန်အလုပ်ရှာတဲ့အချိန်မှာကိုကတက်နေတဲ့အတွက်ကြောင့်မလို့တဲ့ interview တွေမှာလည်း technical interview အောင်မယ်personality လူတွေ interview ဒီ personality ပုံစံ interview ကတော့ဒါတော့ကိုနဲ့ပဲဆိုင်တယ်ပေါ့နော် technical interview ကတော့တေချာပေါက်အောင်တယ်ဒီcompany အနေနဲ့ကလည်း freshly graduate ကိုသူတို့ဘာတွေမေးရမလဲဆိုတော့သိပြီးသားဆိုတော့ကိုက freshly graduate ဖြစ်လာရင်လည်းရှောက်မဲ့ position ကဒါ intern ပဲများတယ်ပေါ့နော်ဒီဟိုလိုမျိုး front end junior ကြီးတော့သွားရှောက်လို့တော့အဆင်မပြေဘူးဒါမဲ့လည်းကိုကတကယ်လို့4နှစ်အတွင်းမှာရေးလာတဲ့ coding experience ကအရန်ရှိနေတယ်ဆို junior level ပါတန်းရောက်သွားနိုင်တယ်ပေါ့နော်ဆိုတော့ဒီကြောင်းတက်ပြီးတော့ဒီဟာကိုတက်ပြီးတော့ဘွဲယူမယ်ဆိုတော့ဒီဘွဲယူဖို့တက်နေတဲ့အချိန်မှာဒါလေးတွေကိုဒီလိုမျိုး subsidy တွေလုပ်ဖို့အကြံပေးပါပါနော်